လက်ထက်ကိုစောင်းကုန်ຫນွေဦးဆောင်းဦးသုံးခုလုံးရောက်ဖို့သူတယောက်အနေနဲ့ဘယ်ချိန်သွားရင်အကောင်းဆုံးဖြစ်မလဲဆိုတာကိုအားလုံးကိုပြပြပေးချင်ပါတယ်ပထမဆုံးကတော့ဆောင်းအကုန်ရာသီဥတုပေါ့နော်မတ်လကနေပြီးတော့မှဧပြီလအထိဖြစ်ပါတယ်အဲ့ဒီအချိန်ကနှင်းတွေကျနေအောင်ပဲကာလလည်းဖြစ်ပါတယ်ဓာတ်ပုံရိုက်ဖို့အကောင်းဆုံးဖြစ်ပေမဲ့တစ်ခါတလေနှင်းများလို့ရှိရင်လမ်းတွေပိတ်တတ်ပါတယ်အပရီကောပန်းလေးတွေပွင့်နေမဲ့ရာသီလည်းဖြစ်ပါတယ် ဒုတိယတစ်ခုကတော့နွေရာသီပေါ့နော်မေလကနေပြီးတော့မှဩဂတ်လအထိဖြစ်ပါတယ်အဲ့ဒီအချိန်ကဗိုက်တူသမားတွေအတွက်အကောင်းဆုံးရာသီဥတုလို့ပြောလို့ရပါတယ်ရာသီဥတုကတာယာပြီးတော့မှနှက်ခင်စစိမ့်လေးတွေပန်းပွင့်လေးတွေကိုတေချာတွေ့ရမှာဖြစ်ပါတယ်တင်စားအကျိတ်ဆုံးရာသီကတော့ဆောင်းပေါ့နော်စက်တင်ဘာလကနေပြီးတော့မှအောက်တိုဘာလအထိဖြစ်ပါတယ်ရာသီဥတုကပြန်အေးလာပြီးတော့မှရွှေဝါရောင်ပြောင်းနေတဲ့တရွက်တွေကြောင့်မြင်ကွင်းနေရာလေးအားလုံးကိုလှနေရပါ ခရီးစဉ်ပေါ်မူတည်ပြီးတော့ရွေးချယ်နိုင်ပေမဲ့လှပနဲ့အေးချမ်းမှုကိုလိုချင်ရင်တော့ဆောင်းကိုရွေးချယ်ရမှာဖြစ်ပါတယ်။ Bike to Adventure ကိုလိုချင်ရင်တော့နွေရာသီကိုရွေးချယ်ပါနော်။ဘယ်ချိန်သွားချင်လဲဆိုတာကို comment မှာပြောပြခဲ့ပေးနော်